ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ရှင်ပြိုင်ဖို့ရအတွက်ခါနံပါတ်8စီမီထပ်လို့ကြွားခဲ့ပါတူလေးဆုံးအောင်ရောက်နေပါပြီဒါကိုသိတဲ့ယူလာပါဟုတ်ပြီ let's go လက်ထောက်တဲ့လေးချင်းပြပါဦးဗျာThank you.